ကျွန်တော်ဒီနေ့ဘယ်သွားပြီးတော့ဘာတွေလုပ်ဖြစ်ခဲ့လဲလိုက်ခဲ့အောင် Yo what's up ကျွန်တော်ကူပါဒီနေ့မနက်တော့ကျွန်တော်စပင်သားညဖို့အတွက်အရင်ဦးဆုံးနှာချသွားတယ် office ကတော့ထုံးစံတိုင်းပစိုးနဲ့စပင်ညက်ပြီးတော့ထွက်လာပြီးတော့ကျွန်တော်လက်ဖက်ရည်တောက်တယ်ပေါ့လေကျွန်တော်အကိုရင်းနဲ့အရင်တော့ကိုစောခဲ့တဲ့ YFC ကျင်လေးတောင်တွေ့တော့တတိတောင်ရမိပါတယ်ပြီးတော့လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်တောက်တာရိုက်ဖို့မေ့လို့အထွက်မှာပဲနေပေါ်ပါရိုက်ခဲ့ပြီးတော့လက်သေးလုံနေတဲ့မမေကိုသွားကြိုပေးတယ်ဂျာကြီးပဲစောင်းလိုက်ရတယ်ဗျာတနားရီလောက်ကြာပါတယ်အိမ်ရောက်တော့၄နိုင်လောက်ဖြစ်နေရတဲ့ကျွန်တော်ဂျင်သွားဆော့တယ်ဒီနေ့ကဂျင်မှာအောက်ပိုင်းဆိုတာအမှန်ကန်ကျုံးငယ်တယ်ညစာကတော့ထမင်းနည်းနည်းပဲစားတယ်ကယ်လရီတက်မှာဆိုလို့နောက်ကော်ဖီတော့ရယ်ပစုံရယ်ချက်ရယ်စားပါအောင်ပြီးတော့ကျွန်တော်အခန်းအောင်နည်းနည်းပါရှင်းရတယ်အဓိကရှင်းတယ်ဆိုတော့အဝတ်တွေပါပြန်သိမ်းတာပေါ့ပြသေးရမလားပြီးတော့ဖေဖေကိုနှိပ်ပေးရင်းနဲ့ကျွန်တော်တို့မိသားစု TV ကြည့်ကြတယ်အခု TV မှာလာနေတဲ့အဲ့ cylinder တော်တော်ကြည့်လို့ကောင်းတယ်ဗျပြီးတော့ဖေဖေဝယ်လာတဲ့ Labor ဒီကမလာအောင်စားရင်းနဲ့ကျွန်တော်ကြိုက်တဲ့ social influencer တယောက်ဖြစ်တဲ့ Sally Ha ရဲ့ vlog ကိုကြည့်နေတာပေါ့လေကျွန်တော်ကအိန္ဒိယမုတ်တယ်အိန္ဒိယမုတ်ချိုတွေအိန္ဒိယနဲ့ပတ်သက်တာတွေအားလုံးတော်တော်လေးကြိုက်တယ်အဲ့လိုမျိုးသိရမလား you know I always proud to be Hindu ကွာကျွန်တော်မှာအချင်းတစ်ခုရှိတယ်ကျွန်တော်ဘာစားလို့မျိုးတစ်ခုခုကြည့်ပြီးစားတတ်တဲ့အချင်းရှိရပါတော့အဲ့လိုမျိုး TV show ကြည့်ရင်ကြည့်မကြည့်လို့ရှင်ဟာတာကားကြည့်ရင်မကြည့်ရင်အခုလို vlog တွေကြည့်တယ်ကျွန်တော်ကဒီ international influencer တွေထဲမှာဆိုကျွန်တော် Sally Ha ကိုတော်တော်လေးကြိုက်တယ်ပေါ့နော်ဆိုတော့ good night ပါအားလုံးပဲ take care ကျွန်တော်ကူပါ